မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာကိစ္စသတင်းဌာနကကျွန်တော်နိုင်စွန့်အောင်ပါဒီနေ့မေလ22ရက်နေ့တင်ဆက်ပေးနေတဲ့သတင်းကတော့အကြောင်းမျိုးမျိုးကြောင့်ဒါအကြောင်းပညာနဲ့ဝေးကွာနေသူတွေအကြောင်းပညာသင်ကြားခွင့်ရပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်2021ခုနှစ်မှာဒါ2022ပညာသင်နှစ်မှစ၍ဒါအကြောင်းမျိုးနဲ့အကြောင်းပြင်ပရောက်ရှိနေသောအခြေခံပညာမူလတန်းအဆင့်နဲ့ဒါအလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအတွက်ဒါအတန်းကူးပြောင်းတက်ရောက်နိုင်မဲ့အထူးအစီအစဉ်ဒါအရေးချင်းစစ်ဆောင်ပွဲဖြည့်ဆို့ရန်ရှောက်လွှာတွေကိုအခြေခံပညာဦးစီးဌာနမှထုတ်ယူလို့ရပြီဆိုကြောင်းထုတ်ပြန်ထားပါတယ်အခြေခံပညာမူလတန်းအဆင့်ဆိုတာကကျွန်တော်တို့ဒါ grade 2ကနေပြီးတော့ grade 5ကျောင်းသားတွေကိုဆိုလိုပြီးတော့အလယ်တန်းအဆင့်ဆိုတာက grade 6ကနေပြီးတော့ကျွန်တော် grade 9ဒီလိုကျောင်းသားတွေကိုဆိုလိုတာဖြစ်ပါတယ်2021ခုနှစ်နဲ့ဒါ2022ကာလတွေမှာဆိုလို့ရှိရင်ဒါအကြမ်းဖက် UNG PDF အဖွဲ့တွေကဒါစတင်ပြီးကျောင်းမတက်ကြနဲ့ကျောင်းထွက်ကြဆိုပြီးတော့လှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်အကြမ်းဖက်အဖွဲ့တွေရဲ့စကားကိုဒါယုံစားခဲ့မိတဲ့သူတွေကဒါပညာမဲ့တွေဖြစ်သွားကြတယ်တချို့ဆိုရင်လည်းဒါပညာဆုံးခန်းတိုင်အောင်မတင်လဲရတဲ့ကျောင်းသူကျောင်းသားတွေလည်းရှိပါတယ်အစိုးဆုံးပညာသင်ကြားခွင့်မရတာတော့ကျွန်တော်တို့ဒါအားလုံးမျိုးလုံးထဲမှာမြင်နိုင်မဲ့စကိုင်းတိုင်းဘက်ကမြို့ရွာတွေပဲဖြစ်ပါတယ်လက်ရှိအစိုးရဒါနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်လက်ထက်မှာဒါကျောင်းမတည်ခဲ့ရတဲ့ကလေးတွေပြီးတော့လူငယ်တွေအခြေခံပညာမူလတန်းအဆင့်ကနေဒါအလယ်တန်းအဆင့်ကျောင်းသူကျောင်းသားတွေဒါအတန်းကူပြောင်းတက်ရောက်နိုင်တော့မှာပဲဖြစ်ပါတယ်တက်ရောက်နိုင်မဲ့ကျောင်းသားအရေးချင်းသတ်မှတ်ချက်တွေရှိပါတယ်ရှောက်ထားနိုင်သူတွေကဆိုလို့ရှိရင်ဒါကျွန်တော်တို့အခြေခံပညာကျောင်းကိုယ်ပိုင်ကျောင်းသို့မဟုတ်ဖုံးတော်ကြီးတင်ပညာရေးကျောင်းတွေမှာဒါတက်ရောက်ခဲ့ဘူးသူတွေဖြစ်ရပါမယ်မိမိနောက်ဆုံးတက်ရောက်ခဲ့သည့်ကျောင်းမှာဒါနောက်ဆုံးအောင်မြင်ခဲ့သည့်အတန်းအတွက်ကျောင်းထောက်ခံချက်မူရင်းသို့မဟုတ်မိတ္တူမှန်ဖြစ်ရပါမယ်အကယ်၍မတင်ပြနိုင်တဲ့ဒါအရေးပေါ်အခြေအနေကြီးညာထားတဲ့မြို့တွေပေါ့ဗျာဥပမာစကိုင်းတိုင်းပဲမြို့ရွာအများစုကဆိုရင်ဒါအကြမ်းဖက်အဖွဲ့တွေကြောင့်ဌာနဆိုင်ရာရုံးတွေပျက်စီးခဲ့ရတဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့တဲ့မြို့ရွာတွေကိုဆိုလိုတာပါမြို့နယ်အတွင်းမှာရှိတဲ့ဒါကျောင်းတွေတက်ရောက်ခဲ့သူတွေဖြစ်ကြောင်းဒါရက်ကွက်ဒါအုပ်ချုပ်မှုကဒီလူသည်ဒီမောင်ဖြူဘသူဒါဒီကျောင်းမှာတက်ခဲ့တာမှန်ပါတယ်ဆိုထောက်ခံချက်ကိုရက်ကွက်အုပ်ချုပ်ရေးမှူးကြီးဒါထောက်ခံချက်နဲ့ဒါပူးတွဲတင်ပြရမှာဖြစ်ပါတယ်မိမိအသက်အရွယ်တက်ရောက်မဲ့ဗျာအတန်းရဲ့တန်းနိုင်အဆင့်နဲ့ဒါဖြည့်စွမ်းမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒါအသက်အရွယ်က grade 9တက်ရမဲ့ကျောင်းသားကကျွန်တော်တို့ grade 8အတန်းကိုပြန်လည်တက်ရပြီးတော့ဒါ grade 8ကိုဖြည့်ဆိုပြီးတော့grade 9ကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်ကျွန်တော်တို့မိမိစံနာအရ grade 7ကိုတက်ချင်တယ်ဆိုလို့ရှိရင်လေဒါ grade 6အတန်းကိုပြန်လည်ဖြည့်ဆိုပေးရမှာဖြစ်ပါတယ်ရှောက်လွှာများကိုသက်ဆိုင်ရာမြို့နယ်ပညာရေးမှုရုံးများတွင်မေလ22ရက်နေ့ဒီကနေ့ကစပြီးတော့ဒါပိတ်ရက်မရှိအခမဲ့ထုတ်ယူနိုင်ပြီလည်းဖြစ်ပါတယ်ဖြည့်ဆွက်ပြီးရှောက်လွှာတွေကိုဒါကျွန်တော်ဇွန်လ9ရက်နေ့ရုံးချိန်နောက်ဆုံးထားပြီးတော့ဒါသက်ဆိုင်ရာမြို့နယ်ပြန်လည်ပေးဖို့တင်သွင်းရမှာလည်းဖြစ်ပါတယ်စာမေးပွဲဖြည့်စွမ်းမဲ့ရက်ကိုဇွန်လ15ရက်နေ့မှဇွန်လ20ရက်နေ့အတွင်းသတ်မှတ်ထားတဲ့စာစစ်ဌာနတွေကိုတွားရောက်ပြီးတော့ဖြည့်စွမ်းမှာဖြစ်ပါတယ်စာမေးပွဲဖြည့်ဆိုတဲ့နေ့တွေမှာဒါကျောင်းသားကျောင်းသူများအနေဖြင့်ဒါပညာရေးဝန်ကြီးဌာနကသတ်မှတ်ထားတဲ့အဖြူအစိမ်းကိုဝတ်ဆင်ပြီးတော့တွားရောက်ဖြည့်ဆိုရမှာဖြစ်ပါတယ်ကျောင်းဝတ်စုံဒါအဖြူစိမ်းဆိုတာကလည်းကျွန်တော်တို့ဒါကြက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ကျောင်းယူနီဖောင်းတစ်စုံဖြစ်ပါတယ်။စာမေးပွဲအောင်မြင်မှသာ2026-2029ပညာသင်နှစ်တွင်အခြေခံကျောင်းတွေမှာအတန်းတက်ရောက်ပညာသင်ခွင့်ရရှိမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။မြန်မာကိစ္စရဲ့သတင်းဌာနတွေကို TikTok, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။သတင်းကြည့်ရှုပေးကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်